Number 1 သမ္မတဦးသိန်းစိန်ကငင်းချမ်းရေးအရင်ကမ်းလှမ်းတချို့ကပြောတယ်ဒီခိုင်ဖြိုးကိုမဲမပေးနဲ့ခင်ဗျားတို့ပေါ်တာပြန်ထမ်းရဘယ်တော့မှမဖြစ်စေရဘာလို့လဲဘိုးချုပ်မှုကြီးမင်းအောင်လှိုင်ကလက်မှတ်ထိုးထားတယ်ဘိုးချုပ်ကြီးစိုးဝင်းတို့ကလည်းလက်မှတ်ထိုးထားတယ်တမတော်ဆိုတာ institution ဘိုးချုပ်မှုကြီးမင်းအောင်လှိုင်မရှိတော့ရင်လည်းဘိုးချုပ်မှုကြီးစိုးဝင်းမရှိတော့ရင်လည်း institution ကသူရှိရလူတယောက်အကောင့်လုပ်သွားတဲ့ရအောင်ဘယ်တော့မှနောက်တက်လာမဲ့ဘိုးချုပ်မှုကြီးတွေကနင်းချမှာမဟုတ်အဲ့တော့တမတော်ကဘယ်တော့မှ NCO သူကကြောင်းပြန်ထမ်းမှာမဟုတ်စုပ်ဖြဲမှာမဟုတ်နံပါတ်1အဲ့တော့ငင်းချမ်းရေးကိုအခိုင်အမာဆုံးကင်မဲ့လူကမြန်မာပြည် institution တွေထဲမှာတတ်မလို့နံပါတ်2ငင်းချမ်းရေးကိုအခိုင်အမာဆုံးကင်တွေတွားမဲ့လူကငင်းချမ်းရေးလက်မှတ်ရေးထိုးထားတဲ့တိုင်းသားလက်နဲ့ကင်ဖွဲ့10ဖွဲ့ပေါ့အခုလောလောဆယ်ရအဲ့ဒီထဲမှာတချို့အဖွဲ့ကအားလုံးတော့မဟုတ်ငင်းချမ်းရေးနေဖဲခွာပြီးတော့ပြင်လည်းပြတ်သွားနိုင်တယ်ပြန်ပြီးတော့တိုးထဲလည်းပြန်ရောက်သွားနိုင်တယ်လက်နဲ့လည်းပြန်ကင်နိုင်တယ်ဒါပေမဲ့ကျွန်တော်ထင်တာ CNF ကအဲ့ဒါလုံးမှာမလုပ်ဘူးကျွန်တော်ထင်တယ်လို့ CNF ကွဲလဲကွဲမှာမဟုတ်ငင်းချမ်းကနေဖဲခွာပြီးတော့သွားမှာမဟုတ်နံပါတ်2နံပါတ်3သမရသိန်းစိန်ဦးဆောင်တဲ့ငင်းချမ်းရုပ်အရင်ကမ်းလှမ်းတဲ့ဒီခိုင်ဖြိုးပါတီသမရသိန်းစိန်မရှိတော့ပြီမဲ့ဒီခိုင်ဖြိုးပါတီရှိနေတွေဘယ်တော့မှငင်းချမ်းရုပ်သူတို့ကဟောပေါ့ဒီပြစ်ပင်မှာမဟုတ်ဘာလို့လဲဒီခိုင်ဖြိုးပါတီဆိုတာ institution တစ်ခုလို့ရပ်တည်နေတဲ့အဖွဲ့အစည်းဖြစ်တယ်အဲ့တော့ခင်ဗျားတို့ကျွန်တော်တို့မတိတာ9နှစ်မြောက်ငင်းချမ်းရေးပြည့်တဲ့ NCA လက်မှတ်ထိုးတဲ့နေ့မှာပြောတဲ့ main ခွန်း3ခုအသေးချသွားဖတ်ချက်3ခုရှိတယ်နော်အဲ့ဒီ3ခုအသေးချသွားပါ9နှစ်အတွင်းမှာကျွန်တော်တွေ့သမျှ main ခွန်းထဲမှာအထူးဆန်းဆုံးအဲ့ဒီ main ခွန်းကိုမှနားမလေရင်နိုင်ငံရေးမှာကျွန်တော်တို့ကနလပိန်တုံးပဲရှိတယ်ငပိန်အဆင့်ပဲရှိတယ်အဲ့တော့ CNF တက်လာအဲ့တော့တစ်ချက်နံပါတ်2ချက်ဘာကြောင့် CNF တက်လာမလဲ Union Peace Accord 1လည်းမဖတ်ဘူး2လည်းမဖတ်ဘူး3လည်းမဖတ်ဘူး NCA လည်းနားမလည်ဘူးဆိုတဲ့ကောင်ကလာပြီးတော့ Federal ကိစ္စလာပြောတယ် Democracy ကိစ္စလာပြောတယ်အဲ့ကောင်မင်းငယ်ပါသေးတော့ကွာနရင်အုပ်ပြီးတော့ဟိုအိမ်ရှိမှသွားထိုင်ခိုင်းဖို့ပဲကောင်းတယ်တမရောပြန်လာမယ်အာနာသိမ့်မယ်ဘာညာကူကွပြောတယ်ဟေး NCA မှာဘယ်နေအောင်လက်မှတ်ထိုးလဲမသိတဲ့ကောင်က Federal ကိစ္စလာပြောတယ်တမရောကိစ္စလာပြောတယ်ဒီခိုင်ဖြိုးကိစ္စလာပြောတယ်ဟဲ့ကောင်မင်းဒီဟာတွေညှိတော့ကမမွေးသေးဘူးကအပြင်ထွက်ဆန်းဆိုပြီးတော့နရင်အုပ်ပြီးတော့အပြင်မှာပို့ဖို့ပဲလို့ဘာမှမသိဘူးဒီ Union Accord ပတ်3မှာအရေးကြီးတဲ့အချက်3ချက်ရှိတယ်နံပါတ်1ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေကိစ္စ NCA ညှိနှိုင်းကြရဒီကိစ္စပါလာတဲ့ကိစ္စဘယ်တော့မှ principle အဆင့်တော်မှလက်မခံနိုင်တဲ့ကိစ္စ Union Peace Accord ပတ်3မှာပါသွားပြီအဲ့တော့ဒီဟာရှေ့သွားပြီးတော့သွားဖို့ပဲလို့အဲ့တော့ဒီနေ့ CNF မှာပါနေတဲ့ခေါင်းဆောင်တွေအများစုကဟိုးလွန်ခဲ့တော့1994-95 State Constitution Drafting မှာဦးဆောင်နေတဲ့လူတွေအဲ့တော့ချင်းပြည်နယ်ရဲ့အနာဂတ် Chinland Constitution Drafting Part 1ကနေ Part 5 အထိ version 1ကနေ5အထိပါလာတဲ့လူတွေသူတို့မှာ ready made draft ကရှိပြီးသားဒီလူတွေမဦးဆောင်ရင်ဘယ်သူကဦးဆောင်မှာအဲ့တော့သူအခန်းကဏ္ဍသူအချိန်ရောက်ပြီနံပါတ်2 Federal Constitution Amendment the Constitutional Amendment 2008 or Federal Constitution ပို့ပြီးတော့ပြင်ဖို့အတွက်သူအခန်းကဏ္ဍရောက်လာအဲ့ဒါ Union Peace Accord ရဲ့ number 3ရဲ့ထူးခြားချက် number 3 integration တမရောနဲ့တိုင်းသားလက်နဲ့ကင်ဖွဲ့ NCA လက်မှတ်ထိုးထားတဲ့လူတွေဘယ်လို integrate လုပ်လဲ reintegrate မဟုတ်ဘူး integrate လုပ်မလဲဆိုတဲ့ကိစ္စအဲ့ဒီကိစ္စလာတော့
အဲ့တော့အရင်တုန်းကတော့အစိမ်းရောင်အုပ်စုနဲ့ဒီဘက်က EAO လက်နဲ့ကင်တွေဆိုတဲ့ဟာကုန်တော့မယ်အဲ့တော့ဒီအစိမ်းရောင်လဲငါတက်သူ့တက်ငါတက်မရှိတော့ဘူးတက်တစ်ခုပဲရှိတော့အဲ့ဒီမှာ CNF အခန်းကဏ္ဍတက်လာတယ်အဲ့ဒါကိုနားမလဲတဲ့လူတွေကအခုချိန်မှာတော်တော်အားကျနေတာအဲ့ဒါကိုနားလေတဲ့လူကငိမ့်ချမ်းရေးတန်ဖိုးတည်အဲ့တော့လည်းနဲ့ကိုင်အဖွဲ့အစည်း10ဖွဲ့ NCA လက်မှတ်ထိုးထားတဲ့လူတွေ CNF အခန်းကဏ္ဍရဲ့ဒီကနေကျွန်တော်တို့ကနောက်ထမ်းမဲ့ခြေလှမ်းကတော်အရေးကြီးတယ်အဲ့ဒီအချိန်မှာလက်ရှိချင်းပြည်နယ်မှာရှိတဲ့နိုင်ငံရေးအဖွဲ့အစည်းတွေပါတီတွေအားလုံး CNF နဲ့ပူးပေါင်းပြီးတော့လက်တွဲပြီးတော့လုပ်ဖို့လိုတယ်အဲ့ဒီလိုဟာမျိုးချင်းအမျိုးသားတွေရဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ချင်းအမျိုးသားတွေရဲ့ national identity ချင်းအမျိုးသားတွေအရေးကိစ္စတွေနဲ့ပတ်သက်လာလို့ရှိရင်ကျွန်တော်တို့နေပြည်တော်ကလာပြီးတော့လုပ်ပေးမှာမဟုတ်ဘူးရန်ကုန်ကလာပြီးတော့လုပ်ပေးမှာပေါ့ချင်းပြည်နယ်ကလူပဲလုပ်ပေးဒီမနေ့ကျွန်တော်ချင်းတယောက်ကလာပြီးတော့ဗီဒီယိုကလစ်တူလေး5စက္ကန့်လောက်ပဲရှိတယ်အမေရိကန်မှာရှိတဲ့ပြည်နယ်တွေကိုကြည့်ဘယ်မှာဗာလဲလူမျိုးရေးအခြေခံတဲ့နိုင်ငံရေးပါတီရှိလဲဆိုတာစိတ်ခေါက်တော့ကျွန်တော်နားထောင်တယ်။အော်ဒီလိုပါလားဆိုတာကျွန်တော်အဲ့မှာတိလိုက်။အဲ့ဒီ5 second လောက်ရှိတဲ့ဗီဒီယိုကလစ်လေးကကျွန်တော်ဒီနေ့ကျွန်တော်တနေ့ကုန်စဉ်းစားနေ။အဲ့တော့ကိုယ့်ဟာကိုပြန်စဉ်းစားကြပါ။ချင်းလူမျိုးတွေ